အဲ့တော့သူမို့လို့ငါပြောနေတာမဟုတ်ဘူးသူ့ဘက်ကလမ်းမှန်တာကြီးပြောပြဖို့လေဆရာမတွေကပညာရေးမှုကဘယ်ကြောင်းသွားအဲ့ဒီကြောင်းမသွားရင်မဟုတ်ကျမဆရာမကျင်းအောင်မင်းတောင်းပါ အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဗီဒီယိုလေးကတော့ရွာကိုလာရောက်ပင်ရတင်ပေးတဲ့ကျောင်းဆရာမတူဦးကိုနှောက်ယှက်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်အဲ့ဒီနှောက်ယှက်မှုနဲ့ပတ်သက်ပြီးတော့ရွာကတာဝန်ရှိတဲ့ဥက္ကဋ္ဌကဘယ်လိုပုံစံမျိုးနဲ့စုံမပေးခဲ့တယ်လဲဆိုတာကိုတစ်ချက်လောက်ကျွန်တော်နဲ့တူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ Let's go အဲ့တော့သူမို့လို့ငါပြောနေတာမဟုတ်ဘူးသူ့ဘက်ကလမ်းမှန်တာကြီးပြောပြဆရာမတယောက်ကျောင်းကိုရောက်ဖို့ကလည်းအတော့ခဲရင်းနေဖို့လေဆရာမတွေကပညာရေးမှုကဘယ်ကြောင်းသွားအဲ့ဒီကြောင်းမသွားရင်မဟုတ်ကျမသင်မင်းပြည်သာပို့ပါဘာဖြစ်လို့အဲ့ကြောင်းကရန်ကားလို့ဆိုတော့ဆိုဘယ်လိုလုပ်လဲဒီကလေးတွေပညာဘယ်လိုတတ်မလဲငါအုပ်ချုပ်မှုနေမှာကျန်တာကိုလိုလေးမရှိဘူးလေမင်းတို့အဲ့လိုမလုပ်နဲ့လေဆရာမကျင်းအောင်မင်းတောင်းပါဆရာမကျင်းအောင်အိုကြီးကျမဒီလိုပဲနောက်ဒီလိုဟာဖြစ်ပါလို့ဆိုရင်ငါလက်ကမယ်နမို့ဆိုရင်အခုချက်ချင်းငါဖုန်းချက်မင်းမယုံဘူးလား မဟုတ်ဘူးလေဦးလေးဟိုဆောကျမနည်းနည်းပြောမယ်နော်အရင်တခါလဲသူ့ကိုပြောပြီးတော့သူကဘာလို့ဒီလိုထက်ကွန်တာလဲအဲ့ဒါကအရန်ဦးလေးကိုလည်းပမာမခန့်လို့တယ်လို့ကျမကိုလည်းပမာမခန့်လို့တာဒီသဘောမျိုးရောက်နေပဲလေပြီးရင်ဦးလေးအခုသူတောင်းမှလည်းနောက်ထပ်ထက်လုံးမှာပဲ မင်းငါရှိဝင်ကကတိထိုးอ่ะ ဟောပြောဆိုဒီကလေးကိုတန်ကျင်လို့ပြောတာဒီဆရာမကြီးတွေကိုရင်တော့ အေးမင်းတိုင်ရင်လို့ပြောတာဟုတ်တယ်လေအခုပထမလဲစာပေးတယ်သူမင်းအပြူ အစာပေးပြန်တော့ကျွန်တော်အဲ့လိုလိုက် မဟုတ်ဘူးလေငါပြောတာစာပေးတယ်ဆိုတာလူလုတ်ကိုပေးသူလက်ခံပါတယ်တဲ့လူလုတ်ကိုပေး စာပေးရဆို သူရှိရင်ပြန်မယ်မရှိရင်မပြန်ဘူး ကလေးတဲ့ပြောင်း လူကိုပေးမှာပဲဆရာမပြေးဝန်ထမ်း ပြောင်းစရာမဟုတ်ဘူးလေကိုရဲ့ ကလေးလုံးနေပါရေးပြီးအဲ့လိုစာအုပ်ထဲမှာရေးလိုက်ပြီးတော့ဖျက်လိုက်တာဖျက်ပြီးတော့လှုပ်ခန်းတာသူက ဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာအခုဖြစ်စဉ်လေးကတော့ရွာကိုစာလာတင်ဖို့ရောက်ရှိနေတဲ့ဆရာမကိုနှောက်ယှက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ဒီဟာကိုကျွန်တော်တို့မဖြေရှင်းမယ်နဲ့သူတို့တွေကဆရာမတွေဆိုပေမဲ့သူတို့တွေကလူငယ်တွေပဲချစ်ကြမှာပေါ့ကြိုက်ကြမှာပေါ့ဆိုတော့အဲ့လိုအသွေးခေါ်မျိုးအဲ့လိုယူဆမျိုးနဲ့တော့လုံးဝမယူဆသင့်ဘူးเนาะဘာဖြစ်ဆိုတော့ကျွန်တော်တို့အခုလိုမျိုးသူများရွာကိုစာတင်ဖို့ဆရာမတူရဲ့နှောက်ယှက်ခံရတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ viewer တွေအားလုံးကိုလည်းကျွန်တော် knowledge and sharing အနေနဲ့လာရောက်မျှဝေပေးသွားတာဖြစ်ပါတယ်ကဲဗီဒီယိုလေးကဒါဒီလောက်ပါပဲခင်ဗျာနောက်လည်းဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြအောင်ဖိတ်ခေါ်လိုက်ပါခင်ဗျာဘိုင်ဘိုင်